Raise your weapons. Spin your cylinders. Aim. Cock your hammers. ဒါဟာဒေါ်လာတစ်သန်းနဲ့အသက်ရှင်ကျန်ရည်ကစားပွဲတစ်ခုဖြစ်ပါတယ်။ဒီနေ့တစည်းစီမှာကြီးစံတစ်တောက်စီပါဝင်ပါတယ်။မီးလဲလာတဲ့စက္ကန့်မှာပဲသူတို့ပြစ်ခတ်ကြရမှာပါ။ပြန်ပွဲဝင်တော်များများလဲကျသွားခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲမိုက်ကတင်းနဲ့မပစ်တာကိုပွဲစီစဉ်သူကသတိပြုမိသွားခဲ့တယ်။သူကမိုက်ကိုတင်းနဲ့တစ်ချက်ပြစ်ခတ်ဖို့အမိန့်ပေးခဲ့တယ်။မဟုတ်ရင်တော့သူ့ကိုတက်ပစ်တော့မှာပါ။ What the fuck are you doing? Pull the trigger! I'm going to count to 3. Shoot! 2. Ah! မိုက်ကဂိမ်းထဲကနေနှုတ်ထွက်ချင်ခဲ့ပေမဲ့ပြန်ပွဲစတင်သွားခဲ့ပြီဖြစ်လို့နောက်ကြောင်းပြန်လဲလို့မရတော့ပါဘူး။မိုက်ကပေါ်လောင်းချစ်ထပ်ထားတဲ့ကစားသမားတွေကသူ့ကိုဆဲဆိုခြင်းမောင်းကြပြီးစီးမြင်တိုင်းလိုက်နာဖို့ပြောဆိုခဲ့ကြတယ်။မကြာမီမှာပဲဒုတိယချီစတင်ခဲ့တယ်။ဒီတစ်ချိန်မှာတော့ကစားသမားတို့ဦးစီကိုကြီးစံနှစ်တောက်စီပေးအပ်ခဲ့ပါတယ်။သူတို့ကတင်းနဲ့တွေကိုမောင်းတင်ပြီးနောက်တစ်ချိန်ချိန်ရွက်လိုက်ကြတယ်။အချက်ပြမီလင်းလာတာနဲ့အမျှနောက်ထပ်ကစားသမားများစွာလဲကျသွားခဲ့ပြန်တယ်။မိုက်ကတော့ကန်ကောင်းစွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့တယ်။ဘာလို့လဲဆိုတော့သူ့နောက်ကလူဟာတင်းနဲ့မပြစ်နိုင်မီမှာပဲပြစ်ခတ်ခံလိုက်ရလို့ပါ။နှစ်ချီပြီးဆုံးသွားပြီးနောက်ပြန်ပွဲဝင်တွေဟာစိတ်တက်ပြိုကွဲခါနီဖြစ်နေကြပြီ။ပြန်ပွဲဝင်တူဆိုရင်သူ့ရဲ့စိတ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်တော့ပါဘူး။ဝန်ထမ်းတွေကသူ့ကိုငြိမ်စေးအတင်းထိုးနှံပေးခဲ့ကြပြီးပြန်ပွဲစဉ်မြင့်ပေါ်စီတွဲခေါ်သွားခဲ့ကြတယ်။တတိယချီစတင်ခဲ့တဲ့ဒီတစ်ချိန်မှာတော့ကစားသမားတို့ဦးစီကိုကြီးစံ3000စီပေးအပ်ခဲ့ပါတယ်။ကြီးမန်နိုင်ချီဟာနှစ်ပုံတစ်ပုံထိမြင့်တက်လာခဲ့ပြီးအခုချိန်မှာတော့မိုက်ရဲ့မျက်နှာပေါ်ကစိုးရိမ်ပူပန်မှုတွေပျောက်ကွယ်သွားခဲ့ပါပြီ။အချက်ပြမီလဲလက်သွားပြီးကစားသမားတွေပုံမလဲကျသွားခဲ့တယ်။ကွင်းထဲမှာကစားသမား9ဦးပဲကျန်ရှိပါတော့တယ်။စိတ်လှုပ်ရှားမှုကိုပုံမမြင့်တက်စေဖို့အတွက်ဝဲစီစဉ်သူကဂိမ်းရဲ့စီးမြင့်တွေကိုပြောင်းလဲလိုက်တယ်။စာပွဲပေါ်မှာဘောလုံး9လုံးရှိနေခဲ့ပြီးအဖြူရောင်3လုံးနဲ့အနက်ရောင်2လုံးဖြစ်ပါတယ်။အနက်ရောင်ဘောလုံးကိုနှိုက်မိတဲ့ကစားသမားတွေဟာနောက်ဆုံးဘောလုံးပွဲမှာထိတိုက်ရင်ဆိုင်ကြရမှာပါ။ကံမကောင်းစွာနဲ့ပဲမိုက်ခါရွေးချယ်ခံလိုက်ရတယ်။ပြန်ပွဲဝင်2ဦးဟာမျက်နှာချင်းဆိုင်ရက်လိုက်ကြတယ်။သူတို့ရဲ့တင်တဲ့တွေထဲမှာကြီးစံ3000စီရှိနေကြတယ်။လူတိုင်းကိုအားတင်းစေတာကတော့တင်းနဲ့စီလုံးခောက်ခနဲ့ဖြစ်သွားတာပါပဲ။အနိုင်ရသူမရှိသေးတာကြောင့်ဂိမ်းကိုဆက်လက်လှုပ်ဆောင်ခဲ့တဲ့တင်းနဲ့တစီစီတွေကိုကြီးစံ1000စီထပ်မံထည့်သွင်းလိုက်တယ်။နောက်တစ်ချိန်မှာတော့သူတို့ဟာတယောက်နဲ့တယောက်ရာဇဝတ်ကောင်ဦးကောင်းစီတင်းနဲ့တွေနဲ့ချိန်ရွက်လိုက်ကြတယ်။အခန်းထဲကစိတ်လှုပ်ရှားမှုဟာထိဆုံးစီရောက်ရှိသွားခဲ့ပြီ When the bulb lights up, you shoot. The game is over. ဂိမ်းပြီးဆုံးသွားခဲ့ပြီးမိုက်ကအနိုင်ရသူအဖြစ်ထွက်ပေါ်လာခဲ့တယ်။သူဟာစုချေဒေါ်လာ1တန်းကိုလည်းလက်ခံရရှိခဲ့ပါတယ်။ဒိုင်လူကြီးကမိုက်ကိုယထာဘူတာစီလိုက်ပို့ပေးဖို့ကမ်းလှမ်းခဲ့တယ်။မိုက်ကသဘောတူဟန်ဆောင်လိုက်ပြီးတိတ်တဆိတ်ထွက်ပြေးသွားခဲ့တယ်။သူမီသူ့ကိုမျှမယုံကြည်တော့ပါဘူး။မိုက်ခါတစ်တာတဲ့ကငွေသား1တန်းနဲ့အတူဘူတာစီရောက်ရှိလာခဲ့တယ်။ရုတ်တရက်သူဟာဘူတာကိုရဲတပ်ဖွဲ့ဝင်အုပ်စုတစုဝိုင်းရံထားတာကိုသတိပြုမိသွားခဲ့တယ်။တခုခုမှားရင်းနေပြီဆိုတာကိုရိပ်မိလိုက်တာကြောင့်သူကပိုက်ဆံတွေကိုအမိုက်ပုံးတစ်ခုနဲ့အမြန်ဆုံးပုံကွယ်လိုက်တယ်။အမှန်တော့ရဲတွေကမိုက်ကိုတောက်လျှောက်စောင့်ကြည့်နေခဲ့တာပါ။မိုက်ကိုရဲစခန်းစီခေါ်ဆောင်သွားခဲ့ကြတယ်။ရဲတွေကအဲ့ဒီဂိမ်းနဲ့ပတ်သက်တဲ့အချက်လက်တွေကိုစုံစမ်းထုတ်ယူခြင်းခဲ့ပေမဲ့မိုက်ကဘာမှမသိကြောင်းအခိုင်အမာပြောဆိုခဲ့တယ်။ဒါပေမဲ့ပြစ်မှုဆိုင်ရာခိုင်လုံတဲ့အထောက်အထားမရှိတာကြောင့်သူ့ကိုမြင်မြန်ဆန်ဆန်ပဲပြန်လွှတ်ပေးလိုက်ပါတယ်။မိုက်ကဘူတာစီပြန်လာခဲ့ပေမဲ့အမိုက်ပုံးကလွတ်နေတာကိုပဲတွေ့ရှိခဲ့ရတယ်။သူကအမိုက်သိမ်းစရာအဲ့ဒီရာစီအလျင်မြန်သွားရောက်ပြီးအမိုက်တွေကိုလိုက်လံရှာဖွေခဲ့ကငွေစက်ကူအိတ်ကိုပြန်လဲတွေ့ရှိခဲ့တယ်။ဒါကြောင့်မိုက်ကပိုက်ဆံတွေကိုတစ်တာထဲထည့်လိုက်ပြီးအင်စီပါဆယ်ပို့လိုက်တယ်။အဲ့ဒီနောက်သူ့ရဲ့အိတ်ထဲထည့်ဖို့အတွက်အယုတ်တရုတ်ကိုဝယ်ယူခဲ့တယ်။တေချာပေါက်ပါပဲမိုက်ကရထားပေါ်တက်လိုက်တာနဲ့သူ့နောက်ကိုလူတစ်ယောက်လိုက်လာတာကိုသတိပြုမိသွားခဲ့တယ်။မိုက်ကထွက်ပြေးလို့မရတော့ဘူးဆိုတာသိလိုက်တယ်။သူမတည့်ရလိုက်တဲ့အချိန်မှာပဲအဲ့ဒီလူကတင်းနဲ့တစ်ချက်ပစ်ခတ်လိုက်တယ်။သူကမိုက်ရဲ့အိတ်ကိုလူယူသွားခဲ့တယ်။ဒါဟာနောက်ထပ်ဂိမ်းအတွက်သူ့ရဲ့လောင်းချစ်ဖြစ်ပါတယ်။သူ့အသက်ရဲ့နောက်ဆုံးချိန်တွေမှာတော့မိုက်ခါပါဆယ်ပို့ဆောင်ရေးပြေစာကိုမျိုးချလိုက်ပါတော့တယ်။